နင်နဲ့လည်းမြန်မှန်တာညလည်းမြန်မှန်တာဟိုဒေါသနာခိုင်လို့ဖြစ်နေမြန်မှန်ကြိုက်နေတယ်ကိုကမှာပဲ ဝါလာတာလေဂျပန်လာတဲ့ဟာလေ အဲ့လမ်းအောင်မှာဆွတ်ကြိုင်နေတယ်တော်ကြကြသူများကြီးကျူအဲ့ယူရှိမှလို့တနာပြီးတော့ပေးအောင်မှာပေးတော့လည်းဘာဖြစ်လဲဝတ်တောင်ဝက်ကသေးတယ်ပေးတာဘာဖြစ်တာမလို့ပေးလို့ယူတာဘာဖြစ်လဲနော် ဂျပန်လာတဲ့ပြင်မှန်လေ အနေမတက်တော့အသေးကြက်တယ်ဆိုတာဒီလိုလူမျိုးသူများအိမ်ဆောင်နေသူ့ကိုသူတစ်ထည့်လိုဆရာလိုဘာလိုနဲ့သွားလဲပြီးတယ်ပြီးတော့အခုဟင်ဟိုကအုံမွေးလုံးကလာလဲလာဟိုဘက်အိမ်ကလည်းပြောပုံပြောနေရကြည့်လိမ့်စာလှမ်းမင်းကိုလိမ့်စာကိုပြောပါလားမြင့်စုနှင်းလန်းနှင်းဝိုင်းကြောင်းနောက်လို့ပြောပါလားအဲ့လိုမဟုတ်ဘူးဦးကြီးရွှေဒေါ်မိုးလိမ့်စာပေးလိုက်တာဟိုဘက်အိမ်ကလွယ်လက်သားကူနဲ့တထေးတွေကပေးတာလေဦးကြီးရွှေဒေါ်မိုးဆိုသူများကလာလဲလာဟိုဘက်မှာစောင့်နေတဲ့တိုက်ကိုဦးကြီးရွှေဒေါ်မိုးတိုက်လာတယ်ဟိုဘက်ကအိမ်က2ယောက်ကလည်းအင်းလို့ပြောလှတ်တယ်ကြက်ကျမတို့ကသိတော့မသိဘူးနင်းထိုင်ရင်းနဲ့တိုက်တလုံးအလကားရအောင်သူကသူတထဲလိုဘာလိုနဲ့ဟိုပြောတော့တထေစားတော့အကျွေတောင်းတော့မပေးဆိုတာအကြီးရွှေလိုလူမျိုးနောက်ကိုမှတ်ထားအမြင့်မှန်လည်းကြိုက်နေတယ်တန်းတန်းခံရယောက်ျားဒီရောက်ဒေါ်တန်းတန်းခံရယောက်ျားနေ့လည်းမြင့်မှန်နဲ့ညလည်းမြင့်မှန်နဲ့တအားမြင့်မှန်ကြိုက်ဩဂျပန်လာတဲ့မျက်မှန်မလို့ဟဲ့နေရတယ် ဘယ်ဂျပန်ကလာတာလဲမြင့်မှန်ပဲဂျပန်ကလာတာဝယ်တော့ရန်ကုန်ထဲမှာဩဒါမျိုးနေတော့ဘူးလား ဘယ်ဟာမျိုးလဲကပြောပါအောင် ဒါမျိုးနေတော့ဘူးလားဒီစိတ်ကို ဘယ်တစ်စိတ်လဲပြပါ ဒီစိတ်ကိုတော့ဘူးလား ဘာလဲရွှေဖီးဦးတယ်ဘလူးကျဲညာလာလဲ အာမင်းသားကြီးရွှေကြော်ညာတာလေ ရွှေဖီးဦးအတင်လက်ဖက်ပြောရွေးဘလူးကြော်ညာလာဆိုတော့မင်းသားကြီးရွှေကြော်ညာလာတဲ့ကဲအဲ့ဒါဆိုမင်းသားကြီးရွှေဝဲကြော်ညာတဲ့ဟာကိုဝဲတော့လိုက်အောင်တစ်ထုပ်ကို300တဲ့အထုပ်30ကို9000နဲ့ကောင်းလားမကောင်းလားမသိဘူးမမိုးကတော့ကော်ပီမဲ့မကြိုက်လို့မတောက်ဘူးကောင်းလား ကောင်းတာဗောမင်းသားကြီးရွှေကြော်ညာတာဒီမှာ မင်္ဂလာညချမ်းပါအားလုံးပျော်ရွှင်ကြပါစေရှင်